ဘောလုံးလောကမှာတချို့ကစားသမားတွေဟာအမြန်နှုံးနဲ့အံ့အားသင့်စေပါတယ်တချို့ကတော့ဂိုးတွေနဲ့သမိုင်းရေးကြပါတယ်ဒါပေမဲ့ဒီနေ့ပြောပြမယ်လူတစ်ယောက်ကတော့ဘောလုံးကိုအနုပညာတစ်ခုလိုကစားခဲ့သူပါသူ့နာမည်ကတော့အန်ဒရီယာပီယာလိုပါတချိန်က AC မီလန်အသင်းဟာပီယာလိုကိုအသက်ကြီးသွားပြီလို့ထင်ခဲ့ပါတယ်သူမှာအရင်လိုအမြန်နှုံးမရှိတော့ဘူးအားပြိုင်နိုင်စွမ်းလည်းမကောင်းတော့ဘူးအသင်းအတွက်အားကိုးမရတော့ဘူးအရေးမပါတော့ဘူးလို့တော်တော်များများယုံကြည်ခဲ့ကြပါတယ်ဒါကြောင့်2011ခုနှစ်မှာ AC မီလန်ဟာပီယာလိုကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာလူအများစုထင်ခဲ့ကြတာကပီယာလိုရဲ့ခေတ်ကုန်သွားပြီဆိုတာပါပဲဒါပေမဲ့ Juventus အထင်ပါတော့အဲ့လိုမထင်ခဲ့ပါဘူးသူတို့ဟာတခြားသူတွေမမြင်တော့တဲ့ပီယာလိုရဲ့တန်ဖိုးကိုမြင်ခဲ့ကြပါတယ်ပြီးတော့ပီယာလိုရောက်လာပြီးနောက်ပိုင်းမှာ Juventus ဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ကွင်းလဲထဲမှာသူ့ရဲ့ပေးပို့ပုံတွေကစားကွက်မြင်နိုင်စွမ်းပွဲကိုထိန်းချုပ်နိုင်စွမ်းအဲ့ဒါတွေက Juventus ကို Italy Serie A မှာအုပ်စိုးသွားစေခဲ့ပါတယ်။တခြားကစားသမားတွေကဘောလုံးရောက်လာမှစဉ်းစားနေချိန်မှာပီယာလိုကတော့နောက်ထပ်ဘာလုပ်မလဲဆိုတာကိုကြိုတင်စဉ်းစားထားပြီးသားဖြစ်နေခဲ့ပါတယ်။သူဟာမြန်မပြေးခဲ့ပေမဲ့ဘောလုံးပွဲရဲ့အချိန်ကိုပဲသူထိန်းချုပ်နေတာပါ။အဲ့ဒီနောက်မှာတော့ Juventus ဟာ League ဖလား၄ချိန်ဆက်တိုက်ယူခဲ့ပါတယ်။ Italy ဖလား Super ဖလားပြီးတော့ Champions League ဘိုလ်လုပွဲအထိတောင်ပြန်ရောက်ခဲ့ပါတယ်။ပီယာလိုကိုယ်တိုင်လည်း Serie A တနစ်တာအကောင်းဆုံးအသင်းမှာအချိန်ချင်းရွေးချယ်ခံရခဲ့ပါတယ်။တနစ်တာအကောင်းဆုံးကွင်းလယ်လူစုတွေပရိသတ်တွေရဲ့ချီးကျူးမှုတွေအဲ့ဒါအားလုံးကိုထပ်ပြီးရရှိလာခဲ့ပါတယ်။တချိန်ကခစ်ကုံသွားပြီလို့အပြောခံခဲ့ရတဲ့ကစားသမားဟာအီတလီဘောလုံးရဲ့အကြီးကျယ်ဆုံးခန်းဖတ်တွေထဲကတစ်ခုကိုပြသခဲ့တာပါနောက်ဆုံးမှာတော့ပီယာလိုဟာ Juventus ရဲ့ခေတ်တစ်ခုကိုစတင်ပေးခဲ့တဲ့ legend တစ်ယောက်ဖြစ်လာခဲ့ပါတယ်တခါတလေမှာကစားသမားတစ်ယောက်ရဲ့တန်ဖိုးကိုဂိုးတွေဂိမ်းကနိုင်နေနဲ့ပဲတိုင်းတာလို့မရပါဘူးတချို့ကစားသမားတွေကအမြန်နှုံးနဲ့အင်အားမသားလွန်ပေမဲ့သူတို့ရဲ့ဉာဏ်ရည်တည်ငြိမ်မှုနဲ့ဘောလုံးအကြောင်းနားလည်နိုင်စွမ်းကပဲတခြားကစားသမားတွေထက်သားလွန်กว่าခြားသွားခဲ့တာပါဒီလိုဇာတ်လမ်းတွေကိုဆက်ပြီးနားထောင်ခြင်း follow လုပ်ထားဖို့မမေ့ပါနဲ့